မဲကုန်းလေးတစ်ခုလောက်မေးပါမယ်ကွန်ပျူတာ science ဆိုတာတကယ်တော့ဘာလို့ထင်ပါသလဲတကယ်လို့များရုပ်ရှင်တွေက hacker တွေလို့မျက်နှာပြင်မဲပေါ်မှာအစိမ်းရောင်ကုတ်တွေရိုက်နေတဲ့လူတစ်ယောက်ကိုမြင်အောင်လိုက်တဲ့ဆိုရင်သတင်းကောင်းလေးတစ်ခုပေးချင်ပါတယ်အဲ့ဒါမဟုတ်ပါဘူးနည်းနည်းလေးတော့မနှိမ့်ဆက်ပါဘူးဒီဗီဒီယိုဆုံးမှာတော့ကုတ်တစ်ချောင်းမှရေးစရာမလိုပဲကွန်ပျူတာ science ဆိုတာတကယ်တော့ဘာလဲဆိုတာကိုနားလည်သွားပါလိမ့်မယ်တကယ်အတိတ်ပဲဖွင့်ဆိုချက်ကတော့ဒီလိုပါလူတွေထင်တာတဲ့အများကြီးပိုရိုးရှင်းပါတယ်ကွန်ပျူတာ science ဆိုတာပြဿနာဖြေရှင်းခြင်းလို့ခေါ်တဲ့ problem solving ကိုလေ့လာတဲ့ဘာသာရပ်တစ်ခုဖြစ်ပါတယ်ဒါပါပဲ coding ဆိုတာပြဿနာတွေကိုဖြေရှင်းတဲ့နေရာမှာကျွန်တော်တို့သုံးတဲ့ career tool တစ်ခုတတ်ပါပဲလူကိုယ်တိုင်ကဘာသာရပ်ရဲ့အတိတ်ပဲဖွင့်ဆိုချက်မဟုတ်ပါဘူးကွန်ပျူတာတွေပြဿနာဖြေရှင်းတဲ့နေရာမှာလှုပ်ဆောင်တဲ့အဆင့်၃ဆင့်ရှိပါတယ်အဲ့ဒါကတော့ input process နဲ့ output တို့ဖြစ်ပါတယ်ဒီစကားလုံးသုံးလုံးကိုသိချမှတ်ထားပေးပါဒီ series တစ်ခုလုံးရဲ့ကျန်တဲ့နေရာတိုင်းလိုမှာဒီစကားလုံးသုံးလုံးကိုမြင်တွေ့ရမှာဖြစ်ပါတယ်ကဲကွန်ပျူတာကြောင့်ခဏလောက်မေးထားလိုက်ရအောင် problem solving ဆိုတာကိုမုံရောင်းစက်တစ်ခုနဲ့ဥပမာပေးကြည့်အောင် problem ကတော့စက်ပစ္စည်းတစ်ခုအနေနဲ့လူတွေလိုစဉ်းစားပြီးသတ်မှတ်ထားတဲ့ပစ္စည်းသို့မဟုတ်မုံကိုအလိုလျောက်ရွေးချယ်ပြီးရောင်းပေးစေချင်တာပါဒီ problem အတွက် input process output တို့ကိုစဉ်းစားကြည့်အောင် input ဆိုတာမုံရောင်းစက်ကခလုတ်တစ်ခုကိုနှိပ်လိုက်တာပါ process ကတော့နှိပ်လိုက်တဲ့ခလုတ်နဲ့သက်ဆိုင်တဲ့မုံကိုတွားရောက်ရှာဖွေတာဖြစ်ပါတယ်မုံတွေ့သွားရင်နောက်ဆုံး output ကတော့မုံထုတ်လေးထွက်လာတာပေါ့ input အနေနဲ့ဘာလုပ်ပါတယ်ဆိုတဲ့ခလုတ်ကိုနှိပ်လိုက်တယ် process အနေနဲ့ကျွန်တော်တို့ခိုင်းတဲ့အလုပ်ကိုတိတိကျကျလုပ်ဆောင်ပေးတယ် output ကတော့ရလဒ်ထွက်လာတယ်ဒီသဘောတရားကိုနားလည်ဖို့ကွန်ပျူတာ chip တွေတော့မလိုပါဘူးခဲနားလည်ကြရဲ့လားနားမလည်သေးရင်ဗီဒီယိုကိုရစ်ပြီးပြန်ကြည့်ကြည့်ပါဒီသဘောတရားကအရေးကြီးလို့ပါဒီသဘောတရားတိုင်းပဲနောက်ထပ်ဥပမာတစ်ခုအနေနဲ့ကျွန်တော်တို့အိမ်တိုင်းမှာရှိတဲ့ထမင်းပေါင်းကိုပဲကြည့်ကြည့်အောင် problem ကိုတော့ရိုးရှင်းရှင်းပြောရရင်ဆန်ကိုစားသုံးလို့ရတဲ့ထမင်းဖြစ်အောင်အလိုလျောက်ပြောင်းလဲချက်ပြုတ်ချင်တာပါပေါင်းရဲကိုဆန်နဲ့ရေထည့်ပြီးခလုံးနှိပ်လိုက်တာက input ရေတွေခမ်းသားပြီလားထမင်းချက်ပြီလားဆိုတာကိုဆက်ကစစ်ဆေးပြီးချက်ပြီးနေတာက process ထမင်းချက်သွားလို့ခလုံးလေးတက်သွားတာက output ဒါဟာ computer science ရဲ့အနှစ်သာရပါပဲဒီ input process output ဆိုတဲ့လုပ်ငန်းစဉ်ကိုထက်ကပြုလုပ်တဲ့နေရာမှာတော့ကွန်ပျူတာတွေကဆရာကြီးတွေပါဘာဖြစ်လို့လဲဆိုတော့ processing power အရန်ကောင်းလို့ပါဒါပေမဲ့သူတို့မှာအရန်ထူးဆန်းတဲ့ကန့်သတ်ချက်တစ်ခုရှိပါတယ်ထမင်းပေါင်းကရေခမ်းသွားပြီဆိုတာကိုသိပါတယ်သင်ရဲ့အုံနောက်ကလည်းအခုမြင်နေရတဲ့စကားလုံးတွေကိုသိတယ်ဒါပေမဲ့ကွန်ပျူတာကျတော့စလုံးတွေကိုလည်းမသိဘူးပုံတွေကိုလည်းနားမလည်ပါဘူးနောက်ဆုံးသင်နဲ့ကျွန်တော်သိတဲ့ကဏ္ဍတွေကိုတော့မှသူကတကယ်တမ်းနားလည်တာမဟုတ်ပါဘူးဒါဆိုရင်စလုံးတွေကိုလုံးဝနားမလည်တဲ့စက်ကနေတစ်ဆင့်စက်ခွင်ပေါ်ကစလုံးအစ်စ်တွေကိုသင်ခုဘယ်လိုလုပ်ဖတ်နေရတာလဲဒီဘိုင်းတွေကိုနောက်ဗီဒီယိုတွေမှာအသေးစိတ်ဆက်လက်လာသွားကြရအောင်အဲ့ဒီချိန်ကျရင်ကွန်ပျူတာတကယ်သိတဲ့ကဏ္ဍနှလုံးလေးကနေဒါတွေဘယ်လိုဖြစ်လာလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိသွားပါလိမ့်မယ်ဒီလိုနည်းပညာနဲ့ပတ်သက်တဲ့ content ဗီဒီယိုတွေကိုအလုပ်မခံမဲ့ကြည့်ရှုနေဆိုရင်ကျွန်တော်တို့ Kurovas ရဲ့ Facebook, YouTube, TikTok နဲ့ Telegram channel တွေကို like and subscribe လုပ်ထားနိုင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်ဆောင်ကြတာပေါ့